အောင်ဆိုတဲ့ကောင်လေးကမေဆိုတဲ့မိန်းကလေးကိုတက္ကသိုလ်တက်တဲ့နေ့ကစပြီးချစ်မိခဲ့တာမေကတော့အမြဲတမ်းတိတ်တိတ်လေးနေတတ်တဲ့မိန်းကလေးတစ်ယောက်အောင်ကမေကိုအမြဲကူညီပေးတတ်တယ်စာအုပ်တွေတည်ပေးတာမိုးရွာရင်ထီးပေးတာစာမေးပွဲမတိုင်ခင်စာကူဖတ်ပေးတာဒါပေမဲ့အောင်ကတခါမှမေကိုချစ်တယ်လို့မပြောရဲခဲ့ဘူးအောင်ကမေကိုဆုံးရှုံးမှကြောက်နေခဲ့တာတနေ့မှာတော့မေကအောင်ကိုပြောလိုက်တယ်ငါနောက်လာမှနိုင်ငံခြားသွားရတော့မယ်အောင်ရဲ့နှလုံးသားကခဏတစ်ဖြုတ်ရက်သွားသလိုဖြစ်သွားတယ်ဒါပေမဲ့သူမေကိုမတားခဲ့ဘူးမေထွက်သွားမဲ့နေ့မှာလေစိတ်ကိုအောင်လာပို့ခဲ့တယ်မေကအောင်ကိုမေးလိုက်တယ်ငါသွားပြီးရင်နေငါကိုမေ့သွားမှာလားအောင်ကအပြုံးနဲ့ပြန်ပြောလိုက်တယ်မေ့မယ်ဆိုရင်အရင်ဆုံးချစ်မိမှာမဟုတ်ဘူးမေကတိတ်တိတ်လေးမျက်ရည်ကျလာခဲ့တယ်ထွက်ခွာမဲ့အချိန်မှာမေကပြောလိုက်တယ်အောင် I love you နင်မ too. ပြောရဲခဲ့တဲ့စကားကို I'll ငါသိ miss တယ် you. Me too. ငါလည်းနင့် so ကိုချစ်တယ် much. အောင်အံ့အားသင့်နေချိန်မှာပဲမေကလှဲ့ပြီးလေရင်စီကိုရှောက်သွားခဲ့တယ်အဲ့ဒီနေ့ကစပြီးအောင်တိလိုက်တာတစ်ခုရှိခဲ့တယ်တချို့အချစ်တွေကအတူမနေခဲ့ရပေမဲ့နှလုံးသားထဲမှာတော့နောက်ဆုံးထိရှင်သန်နေတတ်တယ်